မျက်နှာဆုပ်ပြတ်တက်နေပါလေဆိုပေးဖိတ်ခဲ့သွားတယ်ညလုံးမှာကျေးဇူးပဲစကင်ဆုပ်ပြတ်နေပါဆိုတော့ပေးဖိတ်ခဲ့သွားညနာပါချိုးလို့ကိုကလွတ်လိုက်တာလို့ကိုကညာလွတ်လိုက်တာလို့အင်တာဗျူးလာတာလို့ပြောတာโอเค